တက်ချုပ်ရဲဝန်းလက်ထက်မှာစစ်ဦးကျိုးသွားတယ်ကြည်ရီထိုးစစ်ကြီးအကြောင်းဘုံမှုအောင်ဖြိုးဝေဘိုးကြီးအောင်ပြည့်စုံတို့အဘအဝင်စစ်ခွေးတက်တိုက်ကိုငပြေမတက်ကဖမ်းပါတယ်ကုတ်ကိုစုကမတာများဆိုတဲ့ပေါက်ကရုံးရဲ့ငိုတန်တွေညိုလေးဆောင်စားနေကြတဲ့အညာသားတွေရဲ့ဒပလေပြင်းတာတွေရှိနေပါတယ်အညာမြေမှာခုံပေါက်မြူတူးနေကြပြီပျော်ရွှင်စရာအောင်ပွဲတွေနဲ့ဒီကနေ့တော့ပေါက်ကရုံးရဲ့ငိုတန်နဲ့အတူနားဆင်ကြမှာဖြစ်ပါတယ်စစ်တပ်ကစစ်လော်ဘီတွေထဲမှာကျော်စုံးနဲ့ပေါက်ကရုံးဟာအတန်အစွာဆုံးဖြစ်ပါလိမ့်မယ်ဒီနေ့တော့ပေါက်ကရုံးရဲ့ငိုတန်ကြီးကိုထပ်ကြားရမှာဖြစ်ပြီးနောက်တစ်ခါအလှည့်ကျတာကတော့ကျော်စိုးဦးလို့ဖြစ်ပါလိမ့်မယ်ဒီလိုအောက်ခြေကကလေးကွာလေးတွေအကြောင်းအပြင်ကိုနန်းနေခံထားရတဲ့တက်ချုပ်ရဲဝင်းဦးရဲ့ကြည်လီထိုးစစ်ကြီးခွက်လာအောင်ရှုံပြီးစစ်ဦးကျိုးသွားတဲ့အခြေအနေတွေကိုလည်းကျွန်တော်တင်ပြချင်ပါတယ်ဗျအဲ့တော့စစ်ကောင်စီဘောမာတွေကဒီနောက်ပိုင်းမှာတော်လန်ကြီးအပေါ်တန်တရားပွားအောင်အမျိုးစုံတက်ရှုသွေးခွဲနေကြတယ်ကျွန်တော်တော်လန်ကြီးတက်တွေဘက်ကလည်းတချို့သတင်းတွေကိုမထုတ်ပြန်ပဲထိန်ချန်ထားပြီးခြေတံလုံလုပ်ရတာရှိတယ်လေဗျအခုတော့ပေါက်ကရုံးကိုတန်းနဲ့ဒီကနေ့ညကိုစဖွင့်မယ်ဗျကုတ်ကိုစုရွာဆိုတာစစ်တပ်ရဲ့ဗျူဟာကြီးတစ်ခုလောက်နီးပါးရှိတဲ့ရွာမဝေးတိုင်းပေါက်မြို့နေအဲ့ဒီကုတ်ကိုစုရွာမှာအကြမ်းဖက်ဖက်စစ်တပ်ကကောင်တွေကိုပြူစောတိတွေကိုအ ਨੇ ဆုံး300ထက်မနည်းရှိတယ်ဒါကိုပြည်သူတော်လှန်ရေးတပ်တွေကဒီကနေ့ပဲတိုက်ခိုက်တိမ့်ပိုက်လိုက်ပြီးစစ်ခွေးတွေပြူတွေအတော်မသာပေါ်တယ်လို့သိရပါတယ်အဲ့တော့အခုတော့မကွေးတိုင်းပေါက်တဲ့ကြောမှာအညာသားတွေရဲ့အောက်နှံလွှင့်ပြီဗျရေပြာရွာကုတ်ကိုစုရွာနဲ့ရေပြာ yes ခန်းတို့ကိုတိမ့်ပိုက်လိုက်ပြီလို့သိရှိရပါတယ်ပသိမ်မုံရွာလဲမင်းတဲ့ပခုတ်ကူလမ်းဆောင်ကရေပြာရွာရေပြာ yes ခန်း2ရက်နေမှာတိတ်တယ်ပသိမ်မုံရွာလမ်းဘေးကကုတ်ကိုစုရွာကိုဒီညက်နေတိမ့်ပိုက်လိုက်တာဖြစ်ပါတယ်အဲ့တော့ပေါက်ကိုယ်တိုင်ငိုတန်ပါကြီးနဲ့ပြောထားတဲ့ဗီဒီယိုကလစ်ကြည့်ပြီးကြပြီလဲထင်ပါပါကျွန်တော်စီမှာလည်းတင်ထားပါတယ်အဲ့တော့စစ်ကောင်စီဘောမကောင်တွေနောက်ွယ်ကမြောက်ပေးပြီးတော့အသေးခံခိုင်းတဲ့ကုတ်ကိုစုရွာအပါဝင်ပြူရွာတွေတခွင်မကွေးတိုင်းမှာအကောချေမုံခံရမယ်လို့တခါတည်းရာဇသံပေးလိုက်ပါတယ်မင်းအောင်လိုင်ကလည်းဒီကနေ့မှာပဲ PDF တွေကိုရှင်းလိမ့်မယ်လို့ပြောပြီးအညာသားတွေတပလေပြင်းနေတာမြင်မကောင်းပါဘူးဗျနောက်ဆုံးရရှိလာတဲ့အချက်လက်ရဆိုရင်မကွေးတိုင်းပေါက်မြို့နယ်ကနေရာ4နေရာကိုတော်လိုင်းတက်တွေသိမ့်ပိုက်လိုက်တယ်လို့သိရှိထားရပြီးအတိအကျကိုတော့တော်လိုင်းတက်တွေထုတ်ပြန်တယ်ကြိုကြီးဝမ်းသာရအောင်နည်းနည်းလေးပြောပြလာတာနောက်ထပ်ငပြေမတက်ရင်အကြောင်းခင်ဗျားတို့ကျွန်တော်ပြောပြခြင်းငပြေမတက်ကဘဲတွေကတော့ဖလမလန်းကိုထနေတာပဲဆိုတဲ့အကြောင်းပြောပြခြင်းတာဗျအဲ့တော့ငပြေမတက်ကဇွန်လ1ရက်နေ့မှာပေါ့ဗျာအဲ့တော့သူ့ရဲ့ဒီထိတ်ချုပ်ထားတဲ့နေမြေလမ်းတွေရှင်းလင်းတာစစ်စပါညာပေါ့လုံညုံကြီးကဘာလဲလှုပ်နေတော့သူကားတစ်စီးနဲ့3ယောက်လူ3ယောက်ထွက်လာကောက်စီလိုက်တဲ့အခါကျတော့ဘုံမူးနဲ့ဘိုကြီးတက်ကြက်ကြီးတွေဖြစ်အဲ့တော့ဘုံမူးအောင်ဖြိုးဝေဘိုကြီးပြည့်စုံအောင်တက်ကြက်စရေးမျိုးဦးပစ္စတို6လက်နဲ့ကြီးပေါက်38ခုဖုန်း3လုံးဘုံနေတယ်လက်ဖြစ်ဘုံနေတယ်မိမလုပ်ပါဘူးငုတ်တုတ်ထိုင်ပြီးတော့ဖမ်းဆီးလိုက်ပါတယ်ဆိုတော့ငပြေမတက်ကြီးကိုကျွန်တော်ပြောချင်တာကလေ
ဒီကောင်တွေကလည်းငပြေမတက်ရင်ရှစ်တဲ့မှာကိုသွားပြီးတော့အဖမ်းခံရတယ်လို့ဖြစ်တာဒါဘာကိုပြနေလဲဆိုရင်ငပြေမြပျောက်ကြားထပ်ဖွဲ့ကတူးရှစ်တဲ့ရောက်လာတဲ့လူတွေဘုံမူးကောင်တွေကိုဗျာဖမ်းဆီးတာအပြစ်မဟုတ်ဘူးသူတို့ကိုစစ်ဘောမာတွေကမြောက်ပေးပြီးသူတို့ကိုသူတို့ဟုတ်လာပြီထင်ပြီးရှောက်သွားနေတာကအပြစ်တော့မင်းတို့တော့နေရာတိုင်းမှာတော်လိုင်းရေးတက်နေရှိတယ်ဒေတာတိုင်းမှာတော်လိုင်းရေးရဲဝေရှိတယ်မင်းတို့အိမ်တော်ဖွေးမှာလည်းရှိနိုင်တယ်စစ်တပ်နဲ့စစ်လော်ဘီကောင်းနေဒီအချိန်ကစကြက်တတိထားပါအဲ့တော့ဘုံမူအောင်ဖြိုးဝေနဲ့ဘူဒီပြည့်စုံအောင်တက်ကြက်ကြီးစရီမျိုးဦးသူတို့ရဲ့မိသားစုတွေထန်တဲ့စကားပါလိုက်ပါ PDF ကဖမ်းလိုက်ပါပြီလို့နော် PDF ဖမ်းတာအပြစ်မဟုတ်ဘူးစစ်လော်ဘီစကားတွေယုံပြီးတော့ထောင်နဲ့ရှောက်သွားနေတော့အဖမ်းခံရတာပေါ့နောက်လည်းထွက်ပါအောင်အခုနောက်ပိုင်းလဲ TikTok တွေဘာတွေမှာဘိုးကြီးနဲ့ယူလိုက်ပြီလို့ဘာကောင်တို့ညာကောင်တို့ TikTok ကောင်တွေထွက်လာတယ်အဲ့ဒီကောင်တွေအကောင့်တွေအကုန်လုံးကို screenshot တွေရုပ်တွေအကုန်မှတ်တမ်းယူလာတယ်မယုံမချင်းနဲ့မင်းတို့ကိုခွင့်မလို့ဘူးတိုင်းပြည်ကိုပြကြခဲ့တဲ့ကောင်တွေကိုလုံးဝခွင့်မလို့ဒီအခြေအနေတွေဖြစ်နေတော့မှာပဲပြည်မြို့မှာပေါင်းတလေပဲခူးတိုင်းအနောက်ချမ်းပါဘူးဗျဆွမ်းလာ3ရက်နေ့ညနေပါချင်းကုန်းရွာထိတ်ကိုအဖို့တစ်ဖွဲ့ရောက်လာဘယ်အဖွဲ့ရလဲတော့မသိဘူးပါလာကဖဆိုတဲ့စိုင်းတီယာကချိုကြီးကိုလက်ပြကျိုးတုပ်ပြီးဖမ်းသွားတယ်ဟာစိုင်းတီယာကချိုကြီးကပေါင်းတယ်လေခွေးရဲရွာမကချင်းရုပ်ဂုံထိတ်ပါလာကဖဆိုကျွန်တော်ဗာများလဲဗောပါလာဖာဒီလားဆိုမဟုတ်ဘူးပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်တပ်ဖွဲ့ခေါင်းဆောင်နဲ့ပြူစောတိပြည်သူစစ်ပေါ့ဗျာစိုင်းတီယာကချိုကြီးစစ်တဲ့ရဲ့အပြာဝစ်တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး2025အောက်တိုဘာ6ရက်နေ့နနက်10:00 နာရီပါဝင်နေစိတ်ကျေးရွာနီးမှာ PKI တရင်နှစ်3600နဲ့တရင် PKI တရင်1 3601တရင်ရဲဘော်တွေကိုဖမ်းဆီးခဲ့ကြတာထွက်ပြေးတဲ့အတွက်သူ့ဖေဦးလာမြင့်ကတော့အဲ့မှာတည်သွားခဲ့ဘူးလေသူ့ဖေတည်ပြီးဦးလာမြင့်တည်ပြီးတော့ဦးလာမြင့်ကိုပြစ်ဒဏ်ခတ်လို့တေဆုံးသွားပြီးတကလားသူသားကခေါင်းဆောင်တက်လောက်လာပေါ့သူသားကအဲ့စိုင်းတီအခါချိုကြီးပြည်သူလုံယုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးဆိုပြီးအပြာဝတ်တွေနဲ့အဲ့ကောင်တွေပါရှင်းပါအဲ့တော့သူ့ဖေတေဆုံးသွားပြီးတော့သူက PDF တွေကိုစိန်ခေါ်တယ်ပေါ့ရောက်တယ်မင်းတို့တွေဆွဲမယ်တတိရှိလာခဲ့ဘာညာတယ်တနက်ချင်းဓာချင်းပဲရောက်နေတယ်စိန်ခေါ်တယ်သူ့ဖေတေပြီးတော့ထိတ်နာခေါ်တာရဲစခန်းနဲ့ပြောင်းနေတာအဲ့တော့ပေါ်တာဆွဲတာတွေလူကြီးလမ်းကြောင်းတွေလောင်ကစားဖွဲ့စက်ကြီးကောက်တာတွေဒီကောင်အဓိကလောက်ကင်ပေးနေတယ်ကောင်အခုတော့အဖမ်းခံလိုက်ရတေတောင်တေဝိုင်းတာမသိအဲ့တော့ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးဆိုပြီးတော့အပြာဝစ်နေတဲ့ကောင်တွေမင်းတို့တန်းစီပြီးဓာတ်ပုံရိုက်ထားတဲ့မှတ်တမ်းတွေငါတို့မှအများကြီးရှိတယ်တက်ကြတဲ့ထားတခါတည်းပြောထားတယ်နော်ကဲရဲဘော်မိတ်ဆွေတို့ဒီဗီဒီယိုဖိုင်ကိုအဲ့ကောင်တွေကြီးပို့စမ်းပါဗျာလူမြတ်ကျော်ဟိုမှာကျင်းဝါနေတာမင်းတို့မကြောက်ဘူးလားလို့တော့မိတ်တည်တယ်အဲ့တော့ဒီအခြေအနေတွေရှိနေတယ်ဗျာအဲ့တော့ဓာတ်ပြီးတော့မကွေးတိုင်းမှာကဖက်စစ်အတော်ကိုစစ်ရှုံးသိကြပြည့်စည်မှုတွေရှိနေတယ်ဗျာ2026မေလ22ရက်နေ့မှာမိတ်တာအခြေစိုက်တက်မ6 6ကပေါ့ဗျာကပ္ပစ21ကိုထွက်ခွာလာတဲ့ရင်နှန်းမကွေးခရိုင်စစ်ဌာနတပ်ရင်းတွေကပြစ်တယ်6မြို့အခြေစိုက်ခလိုက်ရ73ကပ္ပစ21မှာထွက်ခွာလာတဲ့လက်နက်ခဲတွေတင်ဆောင်လာတဲ့ကားနှစ်စီးထပ်ပစ်တယ်မေလ26ရက်နေ့မှာလဲစိတ်ဖြူကနေ21ကိုလာတဲ့စစ်ရင်နှန်းကိုမိုင်းဆွဲတယ်မေလ17လပတ်အတွင်းမှာတရက်ခရိုင်တရင်နေမရှင်းလေးဆောင်ရွက်တယ်ခမရ999ခုနကငပြီမတိုင်ဟောဗျာနော်ဘုံမူအောင်ဖြိုးဝေဘူကြီးပြည့်စုံအောင်စစ်တုံးဝမ်းနေဖမ်းဆီးရပြီတယ်နော်အဲ့တော့ပုံတောင်တကြောမှာကန့်ကောခရိုင်တွင်ဝင်ရောက်လာတဲ့အင်အား1000ရှိတဲ့စစ်ကြောင်းတွေကိုလည်း
တော်လိုင်းတက်တွေကဂျားပြက်တိုက်ခိုက်မှုတွေရှိတယ်မင်းတို့မျိုးတွေကိုစစ်ကြောင်းတိုးလာတဲ့စစ်ကြောင်းတွေကိုလည်းတရက်ခရိုင်တိုက်ရင်တွေကတိုက်တယ်အဲ့တော့မကွေးတိုက်စစ်ဌာနပေါ့ဗျာမကွေးတိုက်စစ်ဌာနမှာတော့မကွေးတခွင်မှာတော့တိုက်ပွဲကြီးငယ်အောင်43ချိန်မေလနဲ့ဇွန်လပထမအပတ်အတွင်းမှာဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်က52ဦးမသာပေါ်ပြီးတော့ဗိုလ်မှူးတူဗိုလ်ကြီးတူစစ်တုံးမဲ့18ဦးလောလောဆယ်ဖမ်းထားတယ်။အဲ့ဘောမတွေဘာဖြစ်တယ်တော်လန်ရေးကမင်းတို့တော်လန်ရေးကဘာဖြစ်တယ်လို့များဖြစ်တယ်။စိတ်ကူးမှုရှင်နဲ့မင်းတို့အိမ်ပေါဝါရှေ့ကိုတော်လန်ရေးတက်တွေအချိန်ကြီးရောက်လာနိုင်တယ်ဆိုတာတခါတည်းပြောပြထားမယ်နော်။လေပန်းတန်းစည်းနေတာမဟုတ်ဘူး။ပေါ်တာဆွဲပြီးတော့စစ်တိုက်ခိုင်းနေတယ်စစ်မတိုက်ချင်ဘူးပေါ်တာဆွဲပြီးတော့စစ်တိုက်ခိုင်းတာဒီအခြေအနေကိုလူလိုင်းလုံးနဲ့စစ်စင်ရေးလုပ်ပြီးမင်းတို့ကမြို့လေးတွေတိမ့်ပြတယ်အဲ့ဒါကိုမင်းတို့ကထာဝရအနိုင်ရနေပြီထင်နေတာလားငါတို့ PDF ဆိုတာကမင်းတို့စစ်တပ်စစ်ခွေးတွေကိုတိုက်ချင်လို့ကို PDF လောက်လာတာကွာအခြေအနေရင်းနေမတူပါကာလာတို့တခုမှာတော့ဟုတ်တရောင်ရောင်နဲ့ဂုံစာနေတဲ့ဘောမတတိုက်ဒီကနေ့တော့ပေါက်ကရုံးကစငိုပါပြီဗျအဲ့တော့ကျွန်တော်ကနဦးပြောရသလိုနေလုံးsorry တက်ချုပ်အစ်စ်ရဲဝင်းဦးနန်းနေခံထားရတယ်ဆိုတဲ့စကားတုံးလိုက်တယ်ဘယ်လိုလဲဆိုတော့တက်ချုပ်မှန်သမျှဘိုးချုပ်မူကြီးတွေကြီးပဲရဲဝင်းဦးလက်ထက်မှာဘိုးချုပ်ကြီးဖြစ်တာလူရမသွင်းတာတောက်ပတ်မလုပ်တာခိုင်းတာလို့ကျွန်းအဆင့်ထားတာအဲ့ရဲဝင်းဦးကတော့သူဘယ်လိုခေါ်လဲအာနာလေးရကာစားဆိုတော့ထောင်နဲ့ကြီးရည်လေးစစ်စင်ကြီးတခုလောက်တယ်ရှုံးပါတယ်အဲ့အကြောင်းလေးနောက်မှပြောမယ်အခုအင်းတော်အကြောင်းပြောအင်းတော်မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေအင်းတော်မျိုးတောင်မချမ်းလဲပြင်းနန်းကင်းနတ်မဟုတ်ကလေးရွာတဝိုက်မှာဖတ်စစ်အကြံဖတ်တက်ကိုတော်လိုင်းတက်ပြီးတရဇက်တိုက်ခိုက်နေတယ်လီမြန်နေတေယူပို့ဆောင်ရေးအတွက်စစ်ကူရိတ်ခါဒါတွေကိုလီမြန်နေတဲ့တရဇက်ချနေတယ်မြောက်ပိုင်းတိုင်းကိုဝင်သွားတယ်ရှင်နန်းတွေပြန်ဆင်းလာမယ့်အချိန်ကိုလည်းစောင့်နေတယ်အင်းတော်ကတာဘက်မှာတော့ KIA AA NUG အစရှိတဲ့ပူးပေါင်းတပ်တွေကပြင်းပြင်းထန်ထန်အင်းတော်ကိုဝိုင်းရန်ပိတ်ဆို့ပြီးတော့ပြင်းထန်တိုက်ပွဲတွေရှိတယ်အင်းတော်ကိုပြန်သိမ်းမရမယ်နဘာကိုလည်းပြန်သိမ်းမရမယ်နဘာလန်းစုံအင်းတော်နဘာကိုပြန်မသိမ်းရင်အပေါက်တွေအကုန်ပွင့်ကုန်မယ်ဆိုတာတော်လိုင်းတက်တွေသိတယ်အဲ့တော့မဲစာလန်းစုံကိစ္စကလည်းတော်တော်ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတယ်ဖက်စစ်တပ်ကမဲစာလန်းစုံကိုစစ်ထိုးလာတယ်တော်လိုင်းတက်တွေကဟန်တာပိတ်ဆို့တော့အင်းတော်မျိုးမြောက်ဘက်မှာရှိတဲ့အဲ့ဒီမဲစာလန်းစုံမှာတဆင့်ပင်လယ်ဘူးနယ်မြေဘက်သို့စစ်ချောင်းထိုးဖို့ပြင်နေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားပြတ်တိုက်တယ်ပျောက်ကြားတိုက်တယ်စုပွဲတိုက်တယ်ဗတ်ပေါင်းစုံနဲ့တိုက်တော့အမျိုးမျိုးတို့အဖုံဖုံတေဆုံးနေတဲ့မတာတွေကတော့သူများသိတဲ့အကြောင်းတွေကိုပြောကြည့်ဗျာနတ်စီအောင်စစ်တပ်နတ်စီအောင်ကိုထိန်းချုပ်တဲ့လမ်းကြောင်းပေါ်မှာတပြေးပြေးအင်အားပြော့လာတာကိုကျွန်တော်တို့ပလိုင်းတက်တွေကသိရှိပြီးတဲ့နောက်ပိုင်းနတ်စီအောင်ကိုလည်းစစ်ကစားလေးရရှိတယ်လို့မဲစာနယ်မြေကိုဆက်လက်ပိတ်ဆို့ထားနိုင်ဖို့ပလိုင်းတက်တွေပြင်းပြင်းထန်ထန်စ조사တိုက်ခိုက်နေတယ်အင်းတော်မျိုးရဲ့မြောက်ဘက်တောင်ဘက်လမ်းစုံလမ်းကွာတပြိုင်နဲ့ KIA AA PDF နဲ့ပူးပေါင်းတပ်တွေတပြိုင်နဲ့နီလန်ပေါင်းစုံနဲ့တိုက်ပွဲဝင်နေတဲ့အကြောင်းလေးကျွန်တော်ခင်ဗျားတို့ကိုပြောပြချင်တယ်အင်းတော်ကတာကိုမတိုက်လို့မရဘူးဆိုတာတော်လိုင်းတက်တွေသိတယ်အင်းတော်ကတာတခွင်မှာ KIA ရှိမယ် AA ရှိမယ် PDF ရှိမယ်အညာတပ်တွေရှိမယ်မဟာမိတ်ပူးပေါင်းတပ်တွေအကုန်လုံးအင်းတော်ကတာခွင်တစ်ခုလုံးကိုစီးနိုင်ဖို့ပြင်းပြင်းထန်ထန်ဗျူဟာမြောက်စစ်ဆင်နေတယ်ဆိုတော့တရင်စကားလည်းပါကျင်ပါတယ်အဲ့တော့ခုနနန်နိုင်ခံရတဲ့တက်ချုပ်ကြီးအကြောင်းပြောကြရအောင်အဲ့တော့အကြမ်းဖက်စစ်တပ်မှာတက်ချုပ်တွေကိုဘယင်နေခစ်ကလိုပဲဘယင်နေခစ်ဆိုတော့ကုန်းပေါင်ကိစ္စတော့တတိရတယ်ကုန်းပေါင်မင်းဆက်ရိုက်မယ်ဆိုရင်တော့တီဘောမင်းရဲ့သမီးတော်ကခြံစောက်အနှဲနဲ့ယူတဲ့အကြောင်းလဲပေါ့အောင်ရိုက်နော်ကျွန်တော်မောင်မောင်တုတ်အကြောင်းလဲပါဖို့လိုတယ်ကျွန်တော်မောင်မောင်တုတ်ကနည်းနည်းရမဟုတ်နိုင်ငံတော်အဆင့်ဖာကောင်းအဲ့ဒီခေတ်က
ပြင်သစ်အင်္ဂလိပ်မပြင်သစ်မအင်္ဂလိပ်မဗမာမအကုန်ရတယ်တီဘောမင်းလေမိမအရန်ကြောက်ရတဲ့တီဘောမင်းကိုတော့ဒိုင်းခင်ရအောင်ပလေးခိုင်းတာအဲ့ဒီတမိုင်းကျွန်တော်ပြောရင်ခင်ဗျားတို့အဲ့ရိုက်တဲ့ကောင်တွေကိုပါရွက်ရိုက်ရှင်လိမ့်မယ်အဲ့ဒီကုန်းပေါင်တမိုင်းကြီးကလေအင်မတန်ယွန်းစရာကြီးသိလားအင်မတန်ယွန်းစရာကြီးအဲ့ဒီကြောင့်လေနောက်ရက်တွေကြပြောပြပါဦးမယ် Facebook မှာတော့ကျွန်တော်ကုန်းပေါင်ကိုရိုက်မယ်ဆိုရင်ဆိုရဲ Facebook post လေးတစ်ခုစာနယ်နဲ့ရှိတယ်တင်ထားတယ်တော်တော်များများအမှပြဿနာတွေတက်ကုန်ကြပြီ။ဘုံတိုင်းကျဲနေတာပဲ။ဒါပါအဲ့တော့စစ်တပ်ဆိုတဲ့သဘောကပရိသတိညင်ရှိတယ်။ပရိသတိညင်ရှိတယ်လို့သူတို့ကအရင်ရှင်တနာရှင်ဇယိုက်လက္ခဏာတွေရှိတယ်။ဖက်စစ်ကိုလိုနီဇယိုက်အပြည့်ရှိတယ်။အဲဒီလိုကောင်တွေကပြောမယ်ဆိုပြချုပ်ပြောရရင်တက်ချုပ်တယောက်နဲ့အလွဲအပြောင်းမှာဘယင်သူတို့ကဘယင်ပေါ့ဗျာတက်ချုပ်ပေါ့အင်ရှင်မင်းသားပေါ့နောက်တစ်ယောက်ကိုလွှဲမယ်ဆိုရင်သူတို့စိတ်ကြိုက်ပဲလွှဲတယ်ယာရုတွေယာကန်တွေတမိုင်းတွေတဘာတွေအတွေ့အကြုံတွေမလို့ချင်ဘူးအဖေကတားကိုနန်းအပ်တယ်လို့တက်ချုပ်တွေဟာသူတို့ယုံကြည်ရတဲ့လူတွေကိုနန်းအပ်လိရှိတယ်တန်းရွှေမသည်မိတ်အောင်လိုက်ပေါ့အဲ့လိုအစင်းစင်းပေါ့ဟုတ်မိတ်အောင်လိုက်မှသည်ရဲဝင်ဦးဒါပေမဲ့ရဲဝင်ဦးပြဿနာကဘာလဲဆိုတော့နန်းနိုင်ခံရတာလူရသွင်းမခံရတာအကြီးအရင်တက်ချုပ်တွေမှန်သမျှကဘိုးချုပ်မူကြီးအဆင့်တွေကြီးပဲရဲဝင်ဦးကတော့ဘိုးချုပ်ကြီးအဆင့်ပဲထားတယ်လဲပဲမပေးဘူးအင်မတန်ရှက်ဖို့ကောင်းတယ်အဲ့တော့ तू ကဘာပဲဖြစ်ဖြစ် तू လည်းမျက်နှာလူမျက်နှာရလေးနဲ့ရတဲ့အာနာလေးအပေါ်မှာပေါ့ဗျာကြီးတွေဘူပေါင်းဆွတ်စီတစ်ခုဆင်နွှဲပါတယ်အဲ့တော့ထိုးစစ်ပေါ့ဗျာသူအေးလေးထိုးစစ်ကိုဘယ်မှာဆင်နွှဲလဲဆိုတော့စနေမှာမနေ့ကတည်းကကျွန်တော်ပြောပြီးပြီအဲ့တော့တရုတ်စီမံကိန်းတွေကို तू အကာအကွယ်ယူပြီးတော့ကြီးလေးထိုးစစ်နဲ့စနေကိုပြန်သိမ်းမယ်ဆိုပြီးထိုးစစ်လုပ်တယ်စနေနဲ့28မိုင်ပဲဝေးတဲ့ကြောက်ပြူမဒေးကျွန်းတောင်မုံရီထဲမှာအင်အားတွေစုဖွဲ့ပြီးကြီးလီထိုးစစ်ဆင်တာမဒေးကျွန်းမှာတရုတ်တန်းဝိတ်စီမံကိန်းရှိတယ်အော်ကတတော်ကြီးကအဲ့ဒီနေရာကိုခဏကွက်ချန်ထားတယ်ကျွန်တော်မနေ့ကလည်းပြောတယ်အဲ့ဒီမှာအင်အားတွေရအောင်စုပြီးတော့ပယ်လေရေချောင်းလေရင်ခြေနေနဲ့စနေကိုတက်ချုပ်တဲ့ရဲဝင်းဦးရဲ့ကြီးလီစစ်စင်ရေးကြီးကိုထိုးလာအကုန်သိတာသိချင်းဆုံးနဲ့သိတာနော်အော်ကတတော်ကြီးကဟိုးဆိုစစ်ထိုးချတာတအူးကြိုးပြီးတနေတယ်ကိုယာနဲ့ချီပြီးသိတာစနေကိုကတ်လာတဲ့စစ်တင်မောတွေမီးလောင်ပြကြတဲ့အစည်းဘယ်လောက်ရှိတယ်သူတို့မထုတ်ပြန်ရဘူးအဲ့တော့စနေကတော့စစ်ဦးကျိုးသွားတဲ့စနေစစ်မြေပြင်မှာတောင်မော်ဦးကိုပြန်ဆုတ်တော့အာခတ်တက်တော်ကြီးကတောင်မော်ဦးထိလိုက်ထိုးတာတောင်မော်ဦးရေတဲ့ကကောင်းနေပါမိသားစုလိုက်ထွက်ပြေးနေရတယ်ချင်းအဲ့တော့တော်လည်းရေးဆိုတာဒါအကွာလို့မင်းတို့ပြောပြီးတော့ငါတို့တိုက်မှာဖြစ်တဲ့အတွက်စစ်တို့ရဲ့သဘောဟာအစုပ်အတက်အဖိအဖော်တွေနဲ့ထိုးစစ်ဆင်တို့တက်လန်ကြရင်တလဟောဝင်လာရင်မြို့ပြကိုဒါတိုင်းရောက်လာနိုင်တယ်နော်စစ်ကဒီကနေ့စစ်ပွဲဟာခမရတို့နဲ့မလန်မကန်လေးတွေမှာဖြစ်နေတယ်နော်တိတ်မဝေးတဲ့အင်းတော်ကတာမော်လူစကိုင်းတိုင်းရင်းမာပင်မန္တလေးမုံရွာတိတ်မဝေးတဲ့ရင်းမာပင်ကနီတိတ်မဝေးတဲ့နေရာတွေမှာစစ်ပွဲဟာကဘာစစ်ဖြစ်တဲ့ကဲ့သို့ကြီးမားမားဖြစ်နေတာကိုခင်ဗျားတို့ကိုသိစေချင်ပါတယ်ဒီဗီဒီယိုကိုရုပ်တရက် YouTube ပို့ရင်းနဲ့ပေါ့ဗျာတွေ့ကြလို့ဖွင့်ကြည့်မိခဲ့ရင်စစ်ပွဲဟာမျက်စိတမိတ်လက်တစ်ပြက်အတွင်းမှာလေအပြောင်းလေးတွေဝုန်းနေဖြစ်သွားနိုင်တယ်မာလာဖက်စစ်တပ်ကတော့သူတို့စိတ်ကူးရှင်ပုံဖော်နေတဲ့အတိုင်းပေါ့တရုတ်ကိုအားကိုးမယ်အိန္ဒိယနိုင်ငံတွေနဲ့တက်အောင်ပေါင်းပြီးအခုအိန္ဒိယသွားပြီးတော်လန်ရေးကိုသူတို့ရှက်တန်လို့ရလိမ့်မယ်လို့စိတ်ကူးရှင်နေပုံရပါတယ်လက်တွေ့မြေပြင်မှာတော့အောင်စိတ်လုံးဝမရှိတဲ့ပါစတွေဟာစစ်မြေပြင်မှာအတုံးယုံသေဆုံးနေပြီးတကာလထိုးစစ်သဘောရတက်လန်ကြရင်အကုန်ပွင့်ပြီးစစ်ဟာဝုံနေဘယ်နေရာထိရောက်လာနိုင်လဲဆိုတာကိုတော့စစ်ရေးကျွမ်းကျင်တဲ့မင်းတို့တက်မတော်ကဗိုလ်ချုပ်ကြီးတွေဘာကြီးတွေလော်ဘီတွေ
တိတိကျကျဂယုစိုက်ကြဖို့မှာကြရင်ငါတို့တော်လည်းကြီးအကြောင်းမင်းတို့ကိုနောက်ပြန်ကြိုးတုပ်ပြီးတရက်တိတိကျကျပြောပြတဲ့နေ့ရောက်လာအောင်ပဲကျေးဇူးတင်ပါတယ်